ကိုရီးယားလုံးမင်္ဂလာပါဗျာဖူဘောပိုင်ကေကနေကြိုလိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့တတိယမြောက်ပွဲစဉ်အဖြစ်မာဆေးအသင်းနဲ့ Rin နဲ့အသင်းတို့ရဲ့ပွဲစဉ်ကိုသုံးသက်ချက်ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်အနေဖြင့် TikTok မှာ free tip 3ပွဲရွေးချက်ပေးရမှာတော့ပွဲစဉ်2ပွဲကိုတော့ရှေ့ဗီဒီယိုမှာကျွန်တော်အနေဖြင့်သုံးသက်ချက်နဲ့တကွာတင်ပေးပြီးသွားပြီဖြစ်တယ်ဒါကြောင့်မလို့ရှေ့2ပွဲနားထောင်နေတဲ့ညီကိုတွေအနေဖြင့်ရှေ့ဗီဒီယိုမှာသွားရောက်နားထောင်လို့ရတယ်လက်ရှိဒီဗီဒီယိုမှာတော့မာဆေးအသင်းနဲ့ Rin နဲ့အသင်းတို့ရဲ့ပွဲစဉ်ကိုသုံးသက်ချက်ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်လက်ရှိဒီပွဲစဉ်ကတော့ယူရိုပါသီးဝင်ခွင့်အတွက်အမားခံသူမရတဲ့မာဆေးနဲ့ချန်ပီယံသီးဝင်ခွင့်အတွက်မျှော်လင့်ချက်ရှိနေတဲ့ Ronaldo ရဲ့ထိပ်တိုက်တွေ့ဆုံမှုပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့ကျွန်တော်ကိုအများကိုသဘောကျမိတဲ့ဒီပွဲစဉ်ကနှစ်သင်းလုံးအတွက်အရေးပါတဲ့ပွဲစဉ်ဖြစ်တဲ့ကြောင့်ဒီပွဲစဉ်မှာမာဆေးရော Rin နဲ့ရောတိုက်စစ်ဖွင့်ပြီးကစားနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်ဒီပွဲစဉ်မှာအမားလုပ်တဲ့အသင်းကမာဆေးကတကယ်လို့ဒီပွဲစဉ်ကိုရှုံးနေခဲ့ရင်မာဆေးအနေဖြင့်ယူရိုပါသီးဝင်ခွင့်ကိုလမ်းတို့ဆုံးရှုံးသွားရဖို့ရှိနေပြီးတော့တစ်ဖက်က Rin ကသာဒီပွဲစဉ်မှာမာဆေးကိုရှုံးနေရင် Rin နဲ့အနေဖြင့်ချန်ပီယံသီးဝင်ခွင့်ကိုလမ်းတို့သွားရဖို့ရှိတယ်ဒါကြောင့်မလို့ဒီပွဲစဉ်ကနှစ်သင်းလုံးအတွက်နိုင်ဝဲရရှိဖို့အတွက်အပြန်အလှန်တိုက်စစ်ဆင်ပြီးကစားမဲ့ပွဲစဉ်တစ်ပွဲဆိုကျွန်တော်ယုံကြည်တယ်။ဒါကြောင့်ဒီပွဲစဉ်မှာအပြန်အလှန်သွင်းဂိုးတွေနဲ့ဂိုးများသွားမဲ့ပွဲစဉ်တစ်ပွဲဆိုယုံကြည်တာကြောင့်လက်ရှိမာဆေးနဲ့ Rin နဲ့ပွဲစဉ်မှာကျွန်တော်ဂိုးအများကိုရွေးချယ်ပေးနေပါတယ်။အားလုံးပဲတာယာပြည့်စုံသောနေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါသည်။